ဟိုးရှိရှိတော့ဟာတာယာလှပတဲ့ရေကန်ကြီးတစ်ခုရဲ့ဘေးမှာဖားမိသားစုတစုနေထိုင်ကြတယ်။အဲ့ဒီအထက်မှာဖိုးဖားဆိုတဲ့ဖားငယ်လေးဟာအရန်စိုးတရော့နိုင်ပြီးမိဘစကားကိုပြန်ပြောတတ်တဲ့အကျင့်ရှိတယ်။ဒီနေ့မှာတော့ဖားမေမေကြီးကသူ့သားလေးကိုပြောလိုက်တယ်။တားဖိုးဖားရေဟိုဘက်က6ရိုးထဲမှာမိုးရွာထားလို့ရေစည်းတန်နေတယ်။အဲ့ဒီနာကိုသွားမကစားနဲ့နော်။ဖိုးဖားကပြန်ပြောတယ်။အမေကလည်းစိုးရိမ်လုံးနေတာပဲကျွန်တော်ဖားပဲရေကူးတက်တာပဲဘာဖြစ်မှမလို့လဲ။မိဘစကားကိုနားမထောင်မဲနဲ့ဖိုးဖားကချောင်းဆက်ကိုရောက်လာခဲ့တယ်။တကယ်ပဲချောင်းရီကတဟုန်ထိုးစီးဆင်းနေတာပေါ့။ဖိုးဖားကတကိုယ်တည်းပြောလိုက်တယ်။မလီရေစီးကတလောက်ပါပဲ။အမေတို့ကပိုးပြောတာငါကူးပြလိုက်ရင်အားလုံးပါဇက်ပိတ်သွားမှာ။ဖိုးဖားကဇွတ်တရွတ်နဲ့ရေထဲကိုခုန်ချလိုက်တယ်။ချက်ချင်းပဲပြင်းထန်တဲ့ရေစီးကသူ့ကိုဝါမြူသွားတော့တာပေါ့။ဖိုးဖားအော်နေတာပေါ့။ကဲကြပါဦးအမေရေသားမပါပြီကဲပါဦးဆိုပြီးအော်ဟစ်နေတယ်။အားရင်ကုန်ခန်းနေတဲ့ဖိုးဖားဟာရေစီးထဲမှာမျောပါနေတော့ရေစက်ကိုကိုင်းကြနေတဲ့တကိုင်းရောက်တစ်ခုကိုလှမ်းကင်လိုက်မိတယ်။ဖိုးဖားကဒဏ်ရာရင်းနဲ့နာကျင်စွာနဲ့အိမ်ကိုပြန်ရောက်လာခဲ့တယ်။မိဘတွေကိုမြင်တာနဲ့မျက်ရည်တွေဝဲလာခဲ့တော့တာပေါ့။ဖိုးဖားကပြောတယ်အမေသားမှတော့ပါပြီ။နောက်ဆိုရင်အမေတို့ဆုံးမစကားကိုတေချာနားထောင်ပါမယ်။တားကိုခွင့်လွတ်ပါနော်။ဖိုးဖားကပြောလိုက်တယ်။တားကိုအမေတို့ဆုံးမတာဟာတားကောင်းမှုအတွက်ဆိုတာအခုမှပဲသိတော့တယ်။နောက်မှဖိုးဖားကဘယ်တော့မှပြန်မပြောတော့ပဲလိမ္မာတဲ့ဖားကလေးဖြစ်သွားပါတော့တယ်။ဒီပုံမြင်ရဲ့သင်ခန်းစာကတော့မိဘဆိုတာသားသမီးတွေအတွက်အမြဲတမ်းအကောင်းဆုံးကိုပဲလိုလားတာဖြစ်လို့သူတို့ရဲ့အကြံပေးချက်တွေကိုလေးလေးစားစားနားထောင်တင်တယ်။ပြန်ပြောခြင်းဟာအဖြစ်မဟုတ်ပဲမိမိကိုယ်ကိုဒုက္ခရောက်စေမဲ့မာနကိုပဲဖြစ်ပေါ်စေပါတယ်။လူကြီးမိဘတွေရဲ့အတွေ့အကြုံဟာသားသမီးတွေအတွက်အကာအကွယ်ဖြစ်တယ်ဆိုတာဒီပုံမြင်လေးကမိမောင်းထုတ်ပြထားပါတယ်နော်။